အားလုံးပဲမင်္ဂလာပါရှင်မြတ်တင်ကစားတာရီဒီမှာကျေးဇူးလိုက်ပါတယ်ဒါလေးကကြတော့ပန်တူလေးတွေရေးချထားတဲ့သူလေးတွေအတွက်ကြည့်ပေးမယ်ရေကလေးဖြစ်ပါတယ်ရှင်ပထမဆုံးပန်တူလေးတွေရဲ့ energy ကိုကြည့်ရမယ်ဆိုလို့ရှိရင်ပန်တူလေးတွေကစိတ်ထဲမှာ peak ပဲခါဖြစ်နေတယ်ကိုယ်စိတ်နဲ့ကိုယ် peak ပဲခါဖြစ်နေတယ်ပေါ့နော်ဖြစ်တဲ့အရာနဲ့ဖြစ်ချင်တဲ့အရာဘယ်တော့ရွေးချယ်လို့ရွေးချယ်ရမှန်းမသိဘူးလုပ်တဲ့အရာနဲ့လုပ်ချင်တဲ့အရာဘယ်တော့ရွေးချယ်လို့ရွေးချယ်ရမှန်းမသိဘူးလုပ်ငန်းဆိုလို့ရှိရင်လုပ်ငန်းတစ်ခုမှာကိုလုပ်ချင်တဲ့အလုပ်နဲ့ဒါမှမဟုတ်ကိုလုပ်ချင်တဲ့အလုပ်ကိုဝါသနာပါတဲ့အလုပ်ကတစ်ခုကိုယ့်ရဲ့မိသားစုညီကိုမောင်နှမတွေကလုပ်စီခြင်းတဲ့အလုပ်ကတစ်ခုအဲ့ဒီလုပ်နှစ်ခုကြားတဲ့ကဘယ်အလုပ်ကိုရွေးပြီးလုပ်ရမှန်းမသိဖြစ်နေတယ်တစ်ဖက်မှာrelationship မှာဆိုလို့ရှိရင်လည်းချစ်သူကြီးစား2ယောက်ရှိရလည်းဖြစ်နိုင်တယ်တခြားတစ်ခုကကြတော့ကိုနှစ်သက်သဘောကျတဲ့သူနဲ့ကိုမိဘသဘောတူတဲ့သူနဲ့အဲ့2ယောက်ကြားမှာမိဘသဘောတူတဲ့သူပဲယူရမလားကိုနှစ်သက်သဘောကျတဲ့သူပဲရွေးချယ်ရမလားဘယ်တော့ရွေးချယ်လို့ဘယ်သူ့ကိုရွေးချယ်လို့ရွေးချယ်ရမယ်မသိဖြစ်နေတယ်ပေါ့နော်ရွေးချယ်လို့ရွေးချယ်ရမယ်မသိဖြစ်နေတယ်ဒါပေမဲ့တချို့သောသူတွေကကြတော့ဘလို့ရမျိုးပဲဖြစ်လာပါစေပေါ့နော်ငါဖြစ်ချင်တဲ့အရာကိုပြအောင်လုပ်မယ်ငါလုပ်ချင်တဲ့အလုပ်ကိုပြအောင်လုပ်မယ်ပေါ့နော်ဒီငါလုပ်လိုက်တဲ့အလုပ်ကပြောရမယ်ဆိုငါလုပ်လိုက်တဲ့အလုပ်ကမှားသည်ဖြစ်စေမှန်သည်ဖြစ်စေငါခံမယ်ဒီဒုက္ခကိုငါခံမယ်ပေါ့နော်အဲ့ဒီလိုပုံစံမျိုးနဲ့ကိုဖြစ်ချင်တဲ့အလုပ်ကိုပဲရွေးချယ်တဲ့သူတွေရှိနိုင်တယ်လို့တခြားတစ်ဖက်မှာကြတော့ကိုဖြစ်ချင်တဲ့အရာကိုလုပ်ချင်တဲ့အရာကိုနောက်ထားပြီးတော့ကိုယ့်ရဲ့မိဘညီကိုမောင်နှမတွေဖြစ်စေချင်တဲ့အလုပ်လုပ်စေချင်တဲ့အလုပ်ကိုရွေးချယ်ပြီးတော့ဗောနော်လုပ်လိုက်တဲ့သူတွေလည်းရှိနိုင်တယ်ဗောနော်ဘလို့ပဲဖြစ်နေငါရဲ့ခံစားချက်ကတော့နောက်မှပဲထားလိုက်မယ်ဗောနော်ကိုမိဘတွေကိုညီကိုမောင်နှမတွေကိုယ့်ရဲ့မိသားစုစိတ်ချမ်းသာဖို့အတွက်ငါစူးစမ်းလုပ်လိုက်ပါမယ်လေဆိုပြီးတော့ဆုံးဖြတ်ချက်တွေချလိုက်တဲ့သူတွေလည်းရှိနိုင်တယ်ဗောနော်တချို့သောသူတွေကကြတော့ကိုလုပ်ချင်တဲ့အလုပ်နဲ့ကိုဖြစ်ချင်တဲ့ကိုလုပ်တဲ့အလုပ်ဘယ်အောင်ရွေးချယ်လို့ရွေးချယ်ရမှန်းမသိလို့ဘယ်အလုပ်ကိုမှမရွေးချယ်ပဲနဲ့အေးစီစီနေနေတဲ့သူတွေရှိနိုင်တယ်လို့ပေါ့နော်ကိုမိဘလုပ်စီချင်တဲ့အလုပ်ကိုလည်းမလုပ်ဘူးကိုလုပ်ချင်တဲ့အလုပ်ကိုလည်းကိုဝါသနာပါတဲ့အလုပ်ကိုလည်းမလုပ်ဘူးမလုပ်ဘဲနဲ့ဒီတိုင်းအေးစီစီပေါ့နော်နေတယ်လွတ်လွတ်လပ်လပ်ပေါ်ပါပဲပျော်ပါနေတယ်ပေါ့နော်ပြောမှဆိုလို့ရှိရင်ဘယ်လုံးမှမလုပ်ဘဲနဲ့ကိုယ့်ရဲ့မိဘလုပ်စားထိုင်စားနေတယ်လွတ်လွတ်လပ်လပ်ကြီးနေလွတ်လွတ်လပ်လပ်ပျော်ပါနေတယ်အဲ့ဒီလိုလူမျိုးတွေရှိနိုင်တယ်လို့တချို့တော့သူတွေကကြတော့ကိုမိဘသဘောတူတဲ့ relationship ပဲမှာပေါ့နော်မိဘသဘောတူတဲ့သူနဲ့လည်းဒီတိုင်းဝါတာပေါ်လို့ဖြစ်ပေါ်လို့ ACC ပျော်ရွှင်နဲ့ပဲနေတယ်လို့ကိုနှစ်သက်တဲ့သူနဲ့လည်းပျော်ရွှင်လွတ်လွတ်လပ်လပ်ပျော်ရွှင်နေတယ်ပေါ့နော်ဒီ2ယောက်ထဲကဘယ်တစ်ယောက်ကိုမှမယူဘဲနဲ့ပြောရမယ်ဆိုတော့တနည်းပြောရမယ်ဆိုဒူပါဝနေတယ်ပေါ့နော်ဘယ်တစ်ယောက်ကိုမှမယူဘဲနဲ့ဟိုလူနဲ့ဆိုလည်းပျော်နေလိုက်တယ်ဒီလူနဲ့ဆိုလည်းပျော်နေလိုက်တယ်သူတို့ရဲ့ခံစားချက်တခြားသူရဲ့ခံစားချက်ကိုမသိချင်အောင်မမြင်အောင်မကြားချင်အောင်စားပြီးတော့ကိုယ့်ရဲ့ပျော်ရွှင်မှုကိုအဓိကထားပြီးတော့လွတ်လွတ်လပ်လပ်အေးစီနေတယ်လို့တွေ့ရတယ်ပေါ့နော်ဒီဒါကတော့လူအများကြီးဆိုတော့ပေါ့နော် energy နည်းနည်းနှစ်ခုသုံးခုရှိနေတာပေါ့နော်ဒီ energy တွေကတစ်ခုခုကိုက်ညီတယ်ဆိုလို့ရှိရင်တော့ဒီပိုင်တူးလေးကိုဆက်ကြည့်လို့ရပါတယ်ရှင်မကိုက်ညီဘူးဆိုလို့ရှိရင်တော့တခြားပိုင်တို့ရွေးချယ်ပြီးတော့ဆက်ကြည့်လို့ရပါတယ်ပထမဆုံးအနေနဲ့ပိုင်ဝန်းလေးတွေရဲ့လုပ်ငန်းကိုအလုပ်ကန်ကိုကြည့်မယ်ဆိုလို့ရှိရင်ပိုင်ဝန်းလေးတွေကအလုပ်တဲ့နေရာမှာဆိုလို့ရှိရင်အလုပ်ကြိုးစားတဲ့သူပြောရမယ်ဆိုလို့အလုပ်ကြိုးစားတယ်ဆိုတာလေပိုင်ဝန်းလေးတွေကအလုပ်တဲ့နေရာမှာအပြောတယ်အလုပ်ကိုပို့ပြီးဒီကထားတဲ့သူမျိုးပေါ့လက်တွေ့လုပ်တဲ့သူမျိုးပေါ့နော်ဒီပါဇက်ကပြောတာနဲ့လက်တွေ့လုပ်တာပိုများတယ်ပေါ့နော်ဒီလိုပဲကိုလုပ်ပိုင်ဝန်းလေးတွေပိုင်တူးလေးတွေကပေါ့နော်ကိုလုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့အတွေ့အကြုံဘ ഹു တုတကြီးလေအပြည့်စုံရှိနေတယ်သို့မဟုတ်ပိုင်တူးလေးတွေကကိုလုပ်ရမယ့်လုပ်ငန်းနဲ့ပတ်သက်တဲ့ပညာရည်ချင်းတွေဘ ഹു တုတတွေအပြည့်အဝရှိနေပြီသား
သူတယောက်ဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ပိုင်ဝမ်းလေးတွေကအဲ့ဒီလိုပဲပိုင်ဝမ်းလေးတွေကကိုလုံနေပတ်သက်တဲ့ဘုဒ္ဓတွေပညာရည်ရှင်းတွေပြေဝရှိတယ်နောက်ကြတော့ပိုင်ဝမ်းလေးတွေကအပြောတဲ့လက်တွေ့လုပ်တတ်တဲ့သူမျိုးဖြစ်တဲ့အတွက်ကြောင့်ပိုင်ဝမ်းလေးတွေရဲ့လုပ်ငန်းကတနေ့တစ်ချိန်မှာလုံးဝအောင်မြင်လိမ့်မယ်ပေါ့နော်အောင်မြင်လိမ့်မယ်နောက်ကြပိုင်ဝမ်းလေးတွေလုပ်တဲ့လုပ်ကတင် जा ရေးနဲ့ပတ်သက်တဲ့အလုပ်ဖြစ်နိုင်တယ်ပေါ့နော်တင် जा ရေးနဲ့ပတ်သက်တဲ့လုပ်တွေဥမာဘာသာရေးနဲ့ပတ်သက်တဲ့လုပ်တွေလည်းဖြစ်နိုင်တယ်တချို့တွေကြောင့်ပိုင်ဝမ်းလေးတွေကပိုင်တူsorry ပိုင်ဝမ်းနဲ့တော့ပြောမှာပိုင်တူလေးတွေကပေါ့နော်ဟိုနိုင်ငံခြားမှာတွားပြီးအလုပ်လုပ်တဲ့သူတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဖြစ်နိုင်တယ်နောက်ကြတော့တချို့ကြတော့ဟိုဒီ online ကိုအသုံးပြုပြီးတော့ပေါ့နော် internet ကိုအသုံးပြုပြီးတော့ဟိုလုပ်တဲ့အလုပ်တွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဥမာ blogger တွေနောက်ကြတော့creator တွေနောက်တော့ဒီဟိုပါပေါ့နော် online နဲ့ပတ်သက်ပြီးတော့ online shop လုပ်တဲ့လူတွေပေါ့ international နဲ့ပတ်သက်တဲ့ online ကိုအသုံးပြုပြီးတော့ international အထိပေါ့လုပ်တဲ့လုပ်တွေလည်းလုပ်ငန်းတွေလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီလုပ်ငန်းတွေပတ်သက်တယ်လည်းအောင်မြင်လိမ့်မယ်ပေါ့နော်အဲ့ဒီလုပ်ငန်းမျိုးတွေလုပ်တဲ့လူတွေဆိုရင်လည်းအောင်မြင်လိမ့်မယ်လို့ပြောတာနော်ဟိုအောင်မြင်လာနိုင်တယ်နောက်ပြီးတော့တချို့တွေကြတော့ဒီ online မှာပေါ့နော်ဟို trainer တွေပေါ့နော်ဂျင် trainer လိုမျိုးပေါ့နော်အဲ့လိုမျိုးရိုက်ကူးလေးရိုက်ပြီးတော့နော်ဟိုဗီဒီယိုလေးပါလေးတင်နေသူတွေလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီလိုလုပ်ငန်းတွေနဲ့ဆိုအောင်မြင်နိုင်တယ်ပေါ့နော်ပိုအောင်မြင်နိုင်တယ်ပေါ့ဒီလက်တွေ့လုပ်တယ်ဆိုလို့ရှိရင်ကိုကပြောတယ်အလုပ်ကိုဦးစားပေးတဲ့သူမျိုးဒီလုပ်ငန်းနဲ့ပတ်သက်တဲ့တွေ့ကြုံမှုသူတာတွေပညာရည်ချင်းတွေလုံးဝပြေဝတယ်ပြေဝသလိုကိုကတကယ်လဲလက်တွေ့ကြိုးစားတဲ့သူမျိုးအဲ့ဒီအတွက်ကြောင့်မို့လို့ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အောင်မြင်မယ်လို့တွေ့ရတယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့နော်ငွေကြေးနဲ့ပတ်သက်လို့ရှိရင်လည်းပိုင်ဝမ်းလေးတွေငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းအခက်အခဲမရှိတော့ဘူးလို့တွေ့ရတယ်ပေါ့နော်ပူပင်ရတော့တဲ့အထိရှိတဲ့အခြေအနေမျိုးအဲ့ဒီလိုအခြေအနေမျိုးပုံလောက်ဘူးလို့တွေ့ရတယ်ဒါပေမဲ့ဒါပေမဲ့ပိုင်ဝမ်းလေးတွေအနေနဲ့ပိုင်တူးလေးတွေအနေနဲ့ပေါ့နော် sorry ပါရှင်ပိုင်ဝမ်းလေးဆွနေပိုင်တူးလေးတွေနဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့အခက်အခဲရှိမယ်ဆိုရင်တော့အဲ့ဒီအခက်အခဲကိုအေးစစ်စစ်တည်ငြိမ်နဲ့ဖြည့်ရှင်းသွားနိုင်မယ်လို့တွေ့ရတယ်ပိုင်ဝမ်းလေးတွေကအလုပ်လုပ်တဲ့နေရာမှာပြောရမယ်ဆိုလို့စိတ်အားထက်သန်စွာစူးစမ်းတဲ့စိတ်အားထက်သန်တဲ့နောက်ကျကိုယုံကြည်မှုရှိတယ်နောက်ကျတက်တိရှိတယ်နောက်ကျထိန်းချုပ်နိုင်စွမ်းရှိတယ်အဲ့ဒီအရာတွေကြောင့်ပိုင်ဝမ်းလေးတွေကငွေကြေးနဲ့ပတ်သက်လို့ရှိရင်လည်းpositive direction ပေါ့နော်နှိမ့်ကျသွားအောင်မရှိဘူးတက်ပို့ပြီးတူးတက်ဖို့ပဲရှိတယ်ပေါ့နော်ဒါဆိုတော့တကယ်လက်တွေ့လုပ်တဲ့သူတကယ်စူးစမ်းတဲ့သူဖြစ်တဲ့အတွက်ကြောင့်လုပ်ငန်းနဲ့ပတ်သက်ပြီးအောင်မြင်မယ်အဲ့ဒီလိုအောင်မြင်တဲ့လူငွေကြေးနဲ့ပတ်သက်လို့ရှိရင်လည်းအနာဂတ်မှာပေါ့နော်အနာဂတ်မှာပူပင်ရတဲ့သူမျိုးမဖြစ်နိုင်ဘူးပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းတိုးတက်လာနိုင်တယ်လို့တွေ့ရတယ်ပေါ့နော်လူမှုရေးနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်လည်းပိုင်ဝမ်းလေးတွေကဟိုရင်တော့ပေါ့နော်ငငယ်တော့ဒါမှမဟုတ်ချင်းကိုတစ်ချိန်တော့ပေါ့နော်စကားနဲ့ပြီး ECC တယောက်တည်းနေတဲ့သူမျိုးဖြစ်ခဲ့မယ်ဆိုရင်တော့အခုချိန်မှာပိုင်ဝမ်းလေးတွေကတငယ်ချင်းတစ်တီမိတ်ဆွေတစ်တီရအောင်ကြိုးစားနေတယ်ဟိုမှာဒီဟိုဘာတွေမှာဆိုလို့ရှိရင် internet တွေ online မှာဆိုလို့ရှိရင်follower တွေတိုးလာအောင်စူးစမ်းနေပေါ့လှုပ်ဆောင်နေတယ်ကိုစူးစမ်းသလိုပဲကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတစ်တွေကမြင်မြင်ဆန်ဆန်ရလာနိုင်တယ်ဥပမာ follower တစ်တွေအများကြီးမြင်မြင်ဆန်ဆန်ရလာနိုင်တယ်ပေါ့နော်ဒါပေမဲ့တခုတတိထားမှာပိုင်ဝမ်းလေးတွေကဟိုမှာကိုကမိတ်ဆွေတစ်တွေတငယ်ချင်းတစ်တွေရတဲ့အတွက်အကြောင်းမလို့ကိုကပျော်ပြီးတော့ဒီမိတ်ဆွေတငယ်ချင်းတစ်တွေကိုကိုယ့်ရဲ့ငယ်ပေါင်းကြီးပေါ်တွေလို့ပေါ့ရင်းနှီးနဲ့ကိုယ့်ရဲ့ခံစားချက်တွေကိုယ့်ရဲ့အမြင်တွေကိုယ့်ရဲ့အမြင်တွေကိုမြင်မြင်ဆန်ဆန်နဲ့ပေါ့နော်ပြောလိုက်တယ်ရင်းနှီးနဲ့မြင်မြင်ဆန်ဆန်နဲ့ပြောလိုက်တယ်ဒီကိုပြောလိုက်တဲ့စကားလုံးကိုပြောလိုက်ကိုယ့်ရဲ့ကိုမြင်လိုက်တဲ့အတွေးအမြင်တွေကပေါ့နော်တစ်ဖက်သူတွေအတွက်စိတ်နှောက်ယှက်ဖြစ်သွားနိုင်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့မိတ်ဆွေတစ်တငယ်ချင်းတစ်တွေဆိုတော့သူ့အကြောင်းလည်းကိုမသိဘူးကိုအကြောင်းလည်းသူမသိဘူးဒီဟာကိုကရင်းနှီးနဲ့ဒီနဲ့မြင်မြင်ဆန်ဆန်ပဲကိုယ့်ရဲ့ခံစားချက်တွေကိုဖွင့်ထုတ်လိုက်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ခံစားချက်ကိုယ့်ရဲ့အမြင်တွေကသူတို့နဲ့အမြင်မတူတာတွေလည်းဖြစ်နိုင်တယ်အမြင်မတူတဲ့အတွက်ကြောင့်နားလည်မှုတွေလွဲပြီးတယောက်နဲ့တယောက်စိတ်နှောက်ယှက်တွေဖြစ်ပြီးတော့ပေါ့နော်စကားများတာလို့ရဖြစ်တာကိုဖြစ်သွားနိုင်တယ်ပေါ့နော်ဥပမာဒီ follower တွေနဲ့ပေါ့နော်ကိုပြောလိုက်တဲ့ကိုတင်လိုက်တဲ့ post ကသူတို့နဲ့အမြင်မတူပြီးတော့ပေါ့နော်
မကောင်းတဲ့ comment တွေရတာတို့အဲ့လိုမျိုးကြီးဖြစ်လာနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကိုယ့်ရဲ့အပြောဆိုကိုတင်လိုက်တဲ့ပို့ကိုပြောဆိုလိုက်တဲ့အပြောဆိုတွေကိုတတိထားပြီးပြောလိုက်ပါတော့နော်ပြောပါပေါ့နော်post တွေကိုလည်းတတိထားပြီးတော့တင်ပေးပါပေါ့နော်ဘာလို့ဘာဖြစ်လို့တော့ကြောင်းကိုနဲ့လူတွေကအများကြီးဖြစ်တဲ့ကြောင်းအမြင်တယောက်အမြင်မတူတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့အပြောဆိုအပြုတ်မှုတစ်ခုကတခြားသူရဲ့အတွက်အနောက်ရှက်စိတ်နောက်ရှက်ဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းတတိထားဆင်ခြင်တင်တယ်လို့တွေ့ရတယ်ပေါ့နော်တငယ်ချင်းတစ်တီမိတ်ဆွေတစ်တီရောကိုစူးစမ်းသလိုပဲမြန်ရလာနိုင်မယ် follower တစ်တီလည်းမြန်ရလာနိုင်မယ်ပြီမယ်ကိုယ့်ရဲ့အပြောဆိုကိုတင်လိုက်တဲ့ပို့ကြောင့်သူတို့စိတ်နှောက်ယှက်ဖြစ်ပြီးတော့မိတ်ဆွေတစ်တီစကားများပြီးမခေါ်မပြောပဲဖြစ်သွားတာတို့ follower တစ်တီကfollow လုပ်သွားတာတို့ဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့နည်းနည်းပြောဆိုလေးတစ်တီထားဆင်ခြင်တင်တယ်လို့တွေ့ရတယ်ပေါ့နော်ချီမှာဆိုလို့ရှိရင်ပိုင်ဝမ်းလေးတွေကအပိုင်းတူးလေးတွေကပေါ့နော်အနာအတိတ်မှာတော့ကိုရဲ့တစ်ဖက်တာပါတာနဲ့ကိုကနားလည်မှုတွေလွဲခဲ့တာတွေလည်းရှိမယ်နောက်ကျပြိပခဖြစ်မယ်ပေါ့နော်တယောက်နဲ့တယောက်နားလည်မှုတွေလွဲမယ်ကိုရဲ့အပြုမှုပြောဆိုကြောင်းတစ်ဖက်သူဝန်နေရတာရှိတယ်လို့တစ်ဖက်သူရဲ့ပြောဆိုပြုမှုကြောင်းကိုဝန်နေရတာတွေလည်းရှိမယ်ပေါ့နော်ကိုကြောင့်သူဝန်နေရတာရှိလို့ကိုကြောင့်သူနဲ့ဝန်နေရတာရှိမယ်နောက်ကျတော့နှစ်ယောက်သားပေါ့နော်အတိတ်မှာခက်ခဲတွေတူတူရင်ဆိုင်ခဲ့ရတာတွေလည်းရှိလိမ့်မယ်ပေါ့နော်အတိတ်မှာဖြစ်ခဲ့ရတဲ့ဝမ်းနည်းစရာတွေကြေကွဲစရာတွေကိုအတိတ်မှာထားခဲ့ပြီးတော့နောက်လာမယ့်အနာဂတ်မှာပေါ့နော်အေးချင်းနဲ့ဖြတ်တန်းသွားမယ်နှစ်ယောက်တူရင်ဆိုင်ဖြတ်တန်းသွားမယ်ဆိုတဲ့ energy မျိုးတွေ့ရတယ်ပေါ့နော်နောက်အနာဂတ်မှာနှစ်ယောက်တူအခက်ခဲတွေ့ခဲ့မယ်ဆိုလို့ရှိရင်နှစ်ယောက်တူရင်ဆိုင်ဖြည့်ရှင်းမယ်နောက်အနာဂတ်မှာဝမ်းနည်းစရာရှိမယ်ဆိုလို့ရှိရင်နှစ်ယောက်တူပေါ့လေနားလည်မှုတွေယူပြီးတော့အတူတူရေဆိုင်ဖြတ်တန်းသွားမယ်ပေါ့နော်အခက်ခဲဆိုလို့ရှိရင်လည်းရေဆိုင်ဖြတ်တန်းသွားမယ်နားလည်မှုလွဲခဲ့တယ်ဆိုလို့ရှိရင်လည်းအဲနားလည်မှုတွေကိုညှိယူသွားမယ်ပေါ့နောက်ကြတော့ပြောရမယ်ဆိုလို့ရှိရင်ပိုင်တူးလေးတွေကတစ်ဖက်ပါတနာပေါ်မှာဟိုတော့လို့မဟုတ်ဘဲနဲ့ကျင်နာလာမယ်ကာကွယ်ဆောက်ရှောက်လာမယ်သူ့ပေါ်မှာတာဝန်ယူတတ်လာမယ်ပေါ့သူ့ကိုဒီတိုင်းလက်လွတ်စပယ်နဲ့လက်လူရှုခဲ့တဲ့ຢာကြီးရှိခဲ့တယ်မယ်အဲ့ဒီຢာကြီးအတွက်ပိုင်တူးလေးတွေကအခုချိန်မှာတာဝန်ယူပြီးတော့ပြေဝတာဝန်ယူပြီးတော့စိတ်ချမ်းသာအောင်ပေါ့နော်နှစ်ယောက်သားပေါ့နော်နားလည်မှုယူပြီးတော့ ECC ဖြတ်တန်းသွားမယ်ဆိုတဲ့ energy မျိုးတွေ့ရတယ်ပေါ့နော်ပြောရမယ်ဆိုပိုကောင်းတဲ့အနာဂတ်ပိုအကျဉ်းတဲ့အနာဂတ်ကိုပဲနှစ်ယောက်တူပေါ့နော်မင်းရန်ခဲ့ရင်တော့အခက်ခဲရှိခဲ့ရင်တော့နှစ်ယောက်တူရင်ဆိုင်ဖြည့်ရှင်းသွားမယ်ဆိုတဲ့energy မျိုးတွေ့ရတယ်ပေါ့နော်ဒါလေးက congratulation ပါရှင်ပိုင်တူလေးတွေရဲ့ဖြစ်ပေါ်လာတဲ့အခြေအနေမှာဖြစ်ပေါ်လာတဲ့ energy လေးပေါ့နောက်ပြီးတော့နှစ်ယောက်တူရင်ဆိုင်လာလိမ့်မယ်နှစ်ယောက်တူရင်ဆိုင်လာတာဆိုပိုကောင်းတဲ့အနာဂတ်ဖြစ်လာနိုင်တယ်ပေါ့နော်ဒါကြောင့် congratulation ပါ2025နှစ်ကုန်2026ကိုဘယ်လိုကုသပေါင်းသွားလဲဆိုလို့ရှိရင်ပိုင်တူလေးတွေက2025နှစ်စာပိုင်းမှာဖြစ်ခဲ့တယ်ပေါ့နော်ဆုံးဖြတ်ချက်မပြတ်သားခဲ့တာတွေရွေးချယ်မှုမပြတ်သားခဲ့တာတွေဖြစ်ချင်တာနဲ့ဖြစ်တင်တာပဲတော့ရွေးရမယ်မသိဖြစ်ခဲ့တာတွေကကို2025နှစ်ကုန်ပိုင်းမှာဆိုလို့ရှိရင်ဖြစ်ချင်တာနဲ့ဖြစ်တင်တာနှစ်ခုမှာဆိုလို့ရှိရင်ဖြစ်တင်တာကိုရွေးချယ်လာနိုင်လိမ့်မယ်လုံးတင်တာနဲ့မလုံးတင်တာနှစ်ခုမှာဆိုလို့ရှိရင်လုံးတင်တဲ့အရာကိုပဲရွေးချယ်လာနိုင်မယ်လို့တွေ့ရတယ်တည်ငြိမ်လာမယ်ပြောရမယ်ဆိုလို့ရှိရင်2025နှစ်ကုန်ပိုင်းမှာ ACC တည်ငြိမ်ဖြစ်လာမယ်နောက်ပြီးတော့ဆုံးဖြတ်ချက်တွေပြတ်သားလာမယ်ကိုဆုံးဖြတ်လက်တဲ့ဆုံးဖြတ်ချက်တွေကလည်းမှန်ကန်လာမယ်လို့တွေ့ရမယ်ဒါမှမဟုတ်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချလာနိုင်မယ်လို့တွေ့ရတယ်ပေါ့နော်ဒီ2025မှာ2025နှစ်စပိုင်းမှာဝေဝါးခဲ့တဲ့အရာတွေအားလုံးကဒီ2025နှစ်ကုန်ပိုင်းမှာဆုံးဖြတ်ချက်တွေမှန်ကန်လာမယ်တည်ငြိမ်ရစ်ကျက်လာမယ်နောက်ကျတော့ဆုံးဖြတ်ချက်တွေပြတ်သားလာမယ်လို့တွေ့ရတယ်ပေါ့နော်ဒါလေးကပိုင်တူးလေးတွေကိုရစ်ချက်ထားတဲ့သူလေးတွေတွေ့ကြည့်ပြီးတဲ့ energy လေးဖြစ်ပါတယ် energy ကန့်ညီတဲ့လေးမျိုးလို့တော့ယုံကြည်ပါတယ် energy မကန့်ညီဘူးဆိုလို့ရှိရင်တော့sorry ပါကြော်သွားပြီးလို့ရပါတယ်ရှင်နောက် region လေးမှာပြန်လည်ဆုံးဖြတ်ကြပါမယ်တတား